တာတီနဲ့မဖဲဝါအပိုင်းနှစ်အိမ်ဟောင်းအတွင်းမှာလေတိုက်တန်ကတဖြည်းဖြည်းတိုးလာလေမီးအိမ်အလင်းကလှုပ်လှုပ်ရှားရှားဖြစ်ပြီးတာတီရဲ့မျက်နှာပေါ်ကိုမဖဲဝါရဲ့အရိပ်ကကြာရောက်နေတယ်မဖဲဝါမင်းတကယ်ပဲလားတာတီကအတန်တုံတုံနဲ့မေးလိုက်တယ်မဖဲဝါကအနှင်းငယ်ပြုံးလိုက်တယ်အဲ့ဒီပြုံးမုံကမနူးညံ့ဘူးအေးဆက်ပြီးလျှို့ဝှက်ချက်တစ်ခုဖုံးကွယ်ထားတယ်လို့ဖြစ်နေတယ်တာတီမင်းကမမှတ်မိချင်တာပဲဒါပေမဲ့အတိတ်ကမပြောက်သွားဘူးသူမလက်ထဲကအနက်ရောင်အဆောင်လေးကိုမြောက်ပြလိုက်တယ်ဒီအရာကိုမင်းပေးခဲ့တာကိုမှတ်မိလားတာတင်းအစိတ်ထဲမှာအမှတ်ရစရာတွေတစ်ခုပြီးတစ်ခုပြန်ပေါ်လာတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမဖဲဝါဟာရွာထဲမှာအထီးကျန်ပြီးလူတိုင်းကဝေဖန်နေတဲ့မိန်းမတယောက်တာတီတယောက်ထဲပါသူမကိုယုံကြည်ခဲ့တယ်ဒါပေမဲ့မဖဲဝါပျောက်ကွယ်သွားတဲ့ညမှာတာတီဟာအိမ်ဟောင်းရှိမှသူမကိုစောင့်မနေခဲ့ဘူးအဲ့ဒီအမှားတစ်ခုကသူမဘဝကိုပြောင်းလဲသွားစေခဲ့တာလားငါအကူအညီလိုခဲ့တယ်ဒါပေမဲ့မင်းမလာခဲ့ဘူးမဖဲဝါရဲ့အတန်ကလေတန်းနဲ့ရောသွားတယ်အဲ့ဒီအချိန်မှာအိမ်အတွင်းကနေရန်ပေါ်တွေမှာအရိပ်တွေလှုပ်ရှားလာတယ်တာတီဟာမဖဲဝါတယောက်တည်းမဟုတ်ဘူးဆိုတာသိလိုက်တယ်အရိပ်တွေဟာသူတို့ကိုလှည့်ပတ်နေတာပဲမဖဲဝါမင်းဘာဖြစ်ချင်တာလဲသူမမျက်လုံးတွေတောက်ပါလာတယ်အမှန်တရားကိုသိချင်ရင်တစ်တော့အနက်ဆုံးကိုလိုက်လာခဲ့အဲ့ဒီနေရာမှာမင်းနဲ့ငါရဲ့လျှို့ဝှက်ချက်အကုန်လုံးရှိတယ်ဖြောပြီးတာနဲ့မဖဲဝါရဲ့ခန္ဓာကိုယ်ကမီးအလင်းထဲမှာတဖြည်းဖြည်းပျောက်ကွယ်သွားတယ်တကားအပြင်ဘက်တစ်တော့ဘက်မှာအနီးအလင်းတစ်စင်းထပ်မှန်ထွက်ပေါ်လာတယ်တာဒီဟာစိတ်ထဲမှာကြောက်ရွံ့မှုနဲ့အဖြစ်ခံစားချက်နှမျိုးရောနေတယ်ဒါပေမဲ့သူမနောက်ကိုမလိုက်ရင်အမှန်တရားကိုမသိနိုင်ဘူးဆိုတာလည်းသိကြတယ်။သူမီးအိမ်ကိုချုပ်ကင်ပြီးတစ်တော်အနက်ဆုံးဘက်ကိုလှမ်းသွားလိုက်တယ်။လေထဲမှာမဖဲဝါရဲ့အတန်နားထောင်ရသလိုဖျံလဲတန်ထွက်လာတယ်။တာတီအမှန်တရားကိုသိချင်ရင်မင်းစိတ်ကိုအရင်ကြည့်ပါ။တစ်ပံတကြီးရှေ့ရောက်တဲ့အခါမြေကြီးအောက်မှာအလင်းတစင်းထွက်ပေါ်လာပြီးမြေကြီးကတဖြည်းဖြည်းကွဲဟာလာတယ်။အဲ့ဒီအောက်မှာဘာရှိနေလဲမဖဲဝါရဲ့ပျောက်ကွယ်သွားတဲ့အမှန်တရားကပါလေတာတီဆက်လက်လိုက်ရှာမလားဒါမှမဟုတ်ပြန်လှည့်မလားအပိုင်းသုံးမှာတော့တစ်တော့အနက်ဆုံးမှာဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ပါမယ်